ကျန်းစာနှစ်ဆောင်ရာကကွဲပြားချက်ဂျူးနဲ့ခရစ်ယာန်တို့ရဲ့ရှေးဟောင်းကျမ်းစာဘိုင်ဘယ်မှာဟာမန်ဆိုတဲ့လူဟာတမန်တော်မူရှာခေတ်နဲ့နှစ်ပေါင်းရာကြီးကွာဝေးခဲ့တဲ့ပါရှားအင်ပါယာခေတ်မှာပေါ်ပေါက်ခဲ့တဲ့ဝင်ကြီးတဦးလို့ဖော်ပြထားပါလေဒါပေမဲ့အစ္စလမ်ရဲ့ဂျမ်းမြတ်ကူအန်ထဲမှာတော့ဒီဟာမန်ကိုဖားတော်ဘုရင်ရဲ့ဘေးနားမှာအဆောက်အအုံတွေစောက်တဲ့အင်ဂျင်နီယာချုပ်အထိလုံးဝကွဲပြားစွာဖော်ပြထားပါလေဘယ်အချက်ကပိုပြီးမှန်ကန်နေမလဲအရင်ကဝေဖန်သူတွေကဒါကိုကူရာအန်ရဲ့မှားယွင်းချက်လို့ယူဆခဲ့ကြပါတယ်ဒါပေမဲ့16ရာစုမှာအီဂျစ်ရှေးဟောင်းအယုစာတွေကိုသိပ္ပံနည်းညပြန်လည်ဖတ်ရှုနိုင်ခဲ့ပြီးနောက်ဂျာမန်ပညာရှင်ဝေါ်တာရက်ဇင်စကီရဲ့ရှေးဟောင်းအီဂျစ်လူမျိုးရဲ့နာမည်စာအုပ်ထဲမှာကမ္ဘာတစ်ခုလုံးရှုပ်ရသွားမယ့်အဖြစ်တစ်ခုထွက်လာခဲ့ပါသည်အီဂျစ်ကျောက်စာတိုင်တွေကိုပြန်လည်ဆန်းစစ်တဲ့အခါတမန်တော်မူဆာခေတ်ဖာရောဘုရင်ရဲ့နန်းတော်ထဲမှာဟာမန်ဆိုတဲ့နာမည်နဲ့လူတစ်ယောက်အမှန်တကယ်ရှိခဲ့ပြီးသူဟာကြောက်စစ်လုပ်ငန်းခွင်မြင့်နဲ့အဆောက်အဦဒီဇိုင်းအားလုံးရဲ့အကြီးကျုပ်ထက်တယ်လို့တိတိကျကျရေးထိုးထားတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1400ကအာရဗ်လူမျိုးတွေတောင်လုံးဝဖတ်တတ်နိုင်တဲ့မြေအောက်မှာရာစုနှစ်များစွာနစ်မြုပ်နေခဲ့တဲ့အီဂျစ်နန်းတွင်လျှို့ဝှက်ချကြောက်စာတွေကိုကူရန်ကျမ်းစာကကွက်တိဖော်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်ပြီးတော့ဒီကူရန်ကျမ်းတော်မြတ်ဟာအလ္လာဟ်အရှင်မြတ်ထံတော်မှာကြာရောက်လာတဲ့ကျမ်းစာစစ်စစ်တဲ့ကြောင့်သမိုင်းပညာရှင်တွေကိုပါတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်အခြားဘာသာဝင်တငယ်ချင်းတွေပါဘိုးတူတရအောင် share ပြီးနေပြီးနောက်ထပ်လည်းဒီလိုမျိုးခိုင်မာပြီးအံ့ဩစရာကောင်းတဲ့ကမ္ဘာသမိုင်းဝင်ဖြစ်ရမှန်တွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ TikTok channel လေးကိုအခုပဲ follow နှိပ်ထားပြီးဖို့မမေ့ပါအောင်နော်အားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ